န္တမတို့ဒိနေဘာဝတောကမြမိပါမိခဲ့သည်ရှိသောတို့ပြည်တို့ကိုပြောက်ပါစေခြင်းဂျုံငါပရမတို့ရဲ့တရားတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဘုရားယရဏတရားယရဏသံဃာယရဏယရဏမြတ်သောအပေါင်းတို့ကိုဘုရားတပည့်တော်ယူသည်မြတ်တော်လက်ဆုံးမိုးရရှင်ကောပူသောကုမောမှာချောကတော်ဝါရှင်မယကရောရသောအကျိုးအကြောင်းပဲလေးပါးကတော်မှာရပြည့်စုံပါယံသူမျိုး၅ပါးဝိပဿနာ၄ပါးပြဿနာတရား၅ပါးတို့မှာခခသိကိလဉ္ဉ္တိကိုဖြစ်၍မတရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ရှိသူမြတ်ဖရာသုံးလောကဒေါ်ရာရှင်တော်မြတ်စွာဘုရား၏နှုတ်ကပတ်တော်ဖြစ်သောပဋ္ဌာန်းဒေသနာတော်ပဋိတော်တို့အားယုဖပူဇော်ရန်ချိန်ကြာရောက်ပြီဖြစ်ပါသောကြောင့်30ဘုံမာတိနေကယံအိုနတ်ပြမပေါင်းတို့ဒါဖြင့်ညုတာချင်းဂေါရမများစွာဘုရား၏နှုတ်ကပတ်တော်ဖြစ်သောပဋ္ဌာန်းဒေသနာတော်ပဋိတော်တို့အားယုဖပူဇော်ရန်ချိန်ကြာရောက်ပြီဖြစ်ပါသောကြောင့်ပဋ္ဌာန်းဒေသနာတော်ပရိတော်တို့အာနာကြရန်ကြွတော်မူကြပါစေကုန်သတည်း30ဘုံမာတိနေကယံအိုနတ်ပြမအပေါင်းတို့ဒါဖြင့်ညုတချင်းဂေါရမများစွာဘုရား၏နှုတ်ကပတ်တော်ဖြစ်သောပဋ္ဌာန်းဒေသနာတော်ပရိတော်တို့အားနာယူရန်အချိန်ကြာရောက်ပြီဖြစ်ပါသောကြောင့်ပဋ္ဌာန်းဒေသနာတော်ပရိတော်တို့အားနာကြရန်ကြွတော်မူကြပါစေကုန်သတည်းဤဝိုင်းတွင်မဆောင်ကြောသောတမာရိဝနာကောင်းနှမြတ်ဘုံမဇောအာဂကဇောယောဂဇောတို့နမင်းကြီးတို့မှ၎င်းဤအိမ်တွင်မဆောင်ကြောသောတမာရိဝနာကောင်းနှမြတ်ဘုံမဇောအာဂကဇောယောဂဇောနမင်းကြီးများတို့မှ၎င်းမကြောမလောသေးသောသင်္ကွာပြိတ္တာဘုရားတစိမ်မျိုးတို့တို့သည်ဒါဖြင့်ညွတ်တရှင်ဂေါရမမြတ်စွာဘုရား၏နှုတ်ကပတ်တော်ဖြစ်သောပဋ္ဌာန်းဒေသနာတော်ပရိတော်တို့အားနာယူရန်ချိန်ကြာရောက်ပြီဖြစ်ပါသောကြောင့်ပဋ္ဌာန်းဒေသနာတော်ပရိတော်တို့အားနာကြရန်ကြွတော်မူကြပါစေကုန်သတည်းဒါဖြင့်ညုတရှင်ဂေါရမများစွာဘုရား၏နှုတ်ကပတ်တော်ဖြစ်သောပဋ္ဌာန်းဒေသနာတော်ပရိတော်တို့အားယောဘပူဇော်ပြီးသောတက္ကလသာရုသုံးငြိမ်ခေါ်ကမိမိတို့ဘုံဗိမာန်သောစိတ်အေးချမ်းမြေ့စွာဆံမြတ်နိုင်ကြပါစေကုန်သတည်း